တော့အဖေတို့ဒီခြံထဲရောက်လာပြီပေါ့နော်ခြံထဲမှာအပင်လည်းအများပဲစက်တွေလည်းအော်နေတယ်ဒီပေတော့ရှိတယ်ခရကြပေဒီခုလာပဲလားရတလုံးခုပေးမယ်ကြိုင်နာတေချာဖြတ်လိုက်မယ်ပြုတ်ကြပါကြီးအလုံးဒီပဲစားမယ်ဆက်စားပဲအဖေကခြံထဲမှာလာပြီးတော့ပါအပင်တွေစိုက်ဖို့လဲစိုက်ထားတဲ့အပင်မှာအကိုင်းလာဆက်ဖို့သမီးအဖေပြမယ်ဒီမှာလာကြည့်အောင်ခရမ်းပေးမယ်ဒီခရမ်းပေးဟာတခြားခရမ်းပေးနာမတူအရွက်တွေနှမျိုးဖြစ်နေတယ်ကောတခုကညို့နေတယ်တခုကစိမ့်နေတယ်ဟုတ်တယ်သမီးရဲ့ခုနသမီးပြောတဲ့အရွက်စိမ့်ကတော့ခရမ်းကစော့တီအပင်လို့ခေါ်တယ်သူ့ငကိုအပင်ကအညွန့်ကတော့အရွက်စိမ့်တယ်အဲ့ဒီညို့နေတဲ့အကိုင်းတွေကအဲ့ဒါကရိုးရိုးခရမ်းပင်အညို့အသီးမျိုးပေါ့နော်အဲ့ဒါလိုခရမ်းပင်ကိုအဖေကအကိုင်းလာဆက်ထားတာဒါကြောင့်မို့အရွက်နှမျိုးဖြစ်နေတာပေါ့အဲ့တော့ခရမ်းကစော့တီဆိုတာသမီးသိလားဟိုအသီးကအဆုပ်လိုက်တီးတယ်လေအစိမ်းရောင်လေးလေဟောရလားအဖေရအမျိုးမတူတဲ့နဲ့ပင်အကိုင်းလက်ဆက်တာဆက်လို့ရလို့လားရတာပေါ့သမီးရဲ့ဘာလို့အကိုင်းဆက်ရတာလဲခရမ်းကစော့ပင်ကသူ့အလေးကျသဘာဝတိုင်းပေါက်နေတာမှာ2နှစ်3နှစ်ရှင်တာကိုတွေ့ရတယ်ဆိုတော့ခရမ်းကစော့ပင်မှာခရမ်းသီးပင်ကိုလာဆက်လိုက်လို့ရှိရင်ခရမ်းကစော့ပင်ကအသက်ရှင်သွေးကာလပတ်လုံးရိုးရိုးခရမ်းပင်လည်းရှင်ပြီးတော့အသီးသီးမှဖြစ်တယ်ရိုးရိုးခရမ်းပင်လည်းနှစ်စစ်ပင်ဖြစ်သွားအောင်လို့ဖြစ်တာပေါ့ဒါကြောင့်မို့ခရမ်းကစော့ပင်ကိုအောက်ငုပ်ထားပြီးတော့ရိုးရိုးခရမ်းပင်နဲ့လာဆက်တာဖြစ်တယ်ဒါဆိုရင်အဖေသမီးကိုအကိုင်းကူတာတင်ပေးပလားရတယ်သမီးအဖေတင်ပေးမယ်လုပ်ပြမယ်နောက်ကျသမီးလုပ်ရမယ်နော်ဟုတ်ကဲ့ဖေအကိုင်းဆက်မှဆိုတော့အကိုင်းဆက်မှဖြစ်စီတွေပါတယ်လို့လားအရေးကြီးတာကတော့ခရမ်းကစော့ပင်ကိုပြိုရတဲ့ပင်စီရမယ်အပင်ကတော့တထွာကြော်လောက်အပင်အမြင့်ဆိုရပြီနောက်ကိုတီးစေချင်တဲ့ခရမ်းရိုးရိုးခရမ်းပေါ့နော်အဲ့ဒီခရမ်းပင်ကိုအရင်ပြိုရရမယ်တကယ်တော့အသီးသီးနေတဲ့အပင်ဆိုပိုကောင်းတယ်အကိုင်းဆက်ပြီးတော့မကြခင်မဲ့တစ်လလောက်ဆိုရင်အသီးသီးမှဖြစ်တယ်နောက်လိုအပ်တာကတော့ဓာတ်ထက်ပပတက်လက်လိုတယ်ပြီးတော့ plastic ပေါ့နော် plastic ကဖဲပြားလိုမျိုးတလက်မပြားလောက်စစ်စစ်လေးတေးသေးစစ်စစ်လေးဖြတ်ထားရမယ်အဲ့ဒါကတော့တစ်တောင်လောက်နှစ်ချောင်းလောက်ပြင်ထားတာပိုကောင်းတယ်နောက်ပြီးတော့ plastic အိတ်အကြည့်ပေါ့နော်တစ်တောင်လောက်အိတ်ပေါ့နော်အဝါကတော့ဟိုတစ်ထွာလောက်အရွယ်အဲ့တစ်လုံးလိုတယ်နောက်ပြီးတော့ကြည့်လို့ရလဲကြိုးလေးတစ်ချောင်းလိုတယ်စိုက်ချင်တဲ့ခရမ်းဒီအဖျားပိုင်းပေါ့နော်အညွန့်ပိုင်းကိုတစ်ထွာလောက်ပေါ့နော်ဖြတ်လိုက်မယ်တကိုင်းနော်ဖြတ်ပြီးတော့သက်ဆက်မယ်အဲ့တော့ခရမ်းကစော့ပင်စီတဲ့နေရာကိုလာတယ်အဲ့တော့ခရမ်းကစော့ဒီအပင်ကသူကတစ်ထွာလောက်အပင်ဆိုပိုကောင်းတယ်ပထမဆုံးခရမ်းကစော့ပင်ကစူးစီတယ်စူးလေးတွေကိုလိုက်ဖြတ်လိုက်မယ်ပြီးတော့အတက်လေးတွေစီတယ်ဆိုရင်အတက်လေးတွေအကုန်လုံးဖြတ်ထုတ်လိုက်ပေါ့နော်ပြီးတော့ခရမ်းကစော့ဒီအပင်အောက်ကိုတမိုင်းလောက်အစီထားပြီးတော့ပေါ့နော်ပင်စီကိုဖြတ်လိုက်သူကငုတ်တူဖြစ်သွားတာပေါ့ခဲရမချုံရသေးသလိုပေါ့နော်ငုတ်တူလေးဖြစ်သွားတာပေါ့အဲ့ဒီငုတ်တူအဝိုင်းအလဲတက်တက်ကိုချိန်ပြီးတော့ဒါထက်ထက်နဲ့အောက်ကိုခွဲချထင်းခွဲသလိုခွဲချပေါ့တလက်မကဘယ်လောက်ခွဲချပေါ့နော်အဲ့တော့ခွဲချလိုက်ပြီဆိုလို့ရှိရင်သူ့ကိုဆွဲဟားလိုက်လို့ရှိရင်ဒီအင်္ဂလိပ်စာလုံး V ပုံစံမျိုးဖြစ်သွားတာပေါ့နော်အဲ့ဒါလိုဟားနေတာပေါ့ပြီးလို့ရှိရင်တော့ခုနခရမ်းသေးအပင်အကိုင်းဖြတ်ထားတဲ့အပင်လေအဖျားကိုအခုဆက်မယ်ဆိုတော့အဲ့ဒီအဖျားကိုအညွန့်ကနေပြီးတော့အောက်ကိုတမိုက်လောက်ပေါ့နော်အဲ့ဒါလောက်အစီပဲထားပြီးရင်သူ့ကိုလည်းဖြတ်လိုက်ဖြတ်ပြီးလို့ရှိရင်ဘေးပါဘက်တစ်ချမ်းကနေအပေါ်ကနေအောက်ကိုစောင်းစောင်းလေးခတ်ဆူဆူလေးအောက်ကိုဖြတ်ချမယ်အဲ့တော့သူဆန့်ကျင်ဘက်ကိုလည်းတစ်ဖက်ကိုလည်းအဲ့ဒါလိုပဲအပေါ်ကနေအောက်ကိုစောင်းပြီးတော့ဆူဆူလေးဖြတ်ချမယ်ဆိုတော့အဲ့ဒါလိုနှစ်ဖက်ပါပုတ်ပြီးပါပြီလို့ရှိရင်ဘာနဲ့တူလဲဆိုတော့တန်တရွင်းပြားအဖျားပိုင်းပေါ့နော်အဲ့နေရာလိုပဲသူကစောင်းစောင်းလေးပြပြလေးဖြစ်သွားမှာပေါ့သူက V အချွန်လိုမျိုးဖြစ်သွားတော့ပေါ့နော်အဲ့တော့ဒီငုတ်တူကိုဆွဲဟားလိုက်မယ် V လိုမျိုးဟားသွားမယ်ပြီးလို့ရှိရင်အပေါ်ကနေပြပြလေးခြုံထားတဲ့အညွန့်ပြားကိုလာဆွတ်ထည့်လိုက်မယ်ဆွတ်လိုက်လို့ရှိရင်ဟို V ဟားနေတဲ့နေရာမှာနောက် V တစ်ခုနဲ့လာဆွတ်ထားသလိုဖြစ်သွားတာပေါ့နော်ဆိုတော့အဲ့ဒါကိုဆက်ထားတဲ့နေရာကကတ်နေအောင်မြန်မြန်ဆက်အောင်ဆိုလို့ရှိရင် plastic အပြားလေးဖဲပြားလိုဖြတ်ထားတဲ့သေးသေးစစ်စစ်နဲ့ပတ်တီစီးသလိုစီးရမယ်အပေါ်အောက်ပေါ့နော်အဲ့လိုစီးပြီးရင်တော့ကြက်ကြက်လေးခြိထားလိုက်အကိုင်းဆက်တဲ့နေရာမှာဘာဖြစ်လို့ plastic နဲ့စီးရတာတမီးကဒီဆက်ထားတဲ့နေရာကိုကြက်ကြက်လေးစီးတာမှ तू ကမဆွေ့မပြူတော့မှပဲမြန်မြန်ဆက်မှာဘာနဲ့တူတဲ့ခါကျတော့ဟို
လက်တွေပါကြိုးရတဲ့ခါကြလို့ရှိရင်ကြောက်ပတ်တီးစီးတာမြက်မြက်အယိုးဆက်တာပေါ့နော်အဲ့သဘောတရားပဲဒီအပင်ကိုအကိုင်းတစ်ခုလာဆက်ထားတော့ဆက်ထားတဲ့နေရာဟိုဆွတီဆွမဲ့ဖြစ်တော့မြက်မြက်ဆက်တာပေါ့နော်အဲ့အတွက်ပဲစီးတာအကိုင်းဆက်တာပြီးဆိုတော့ဒီမျိုးပဲထားရလို့ရပြီလားမရသေးသမီးရဲ့သူကပလတ်စတစ်အိတ်နဲ့ဟိုအဖျားကနေပြီးတော့ဆက်ထားတဲ့အနာအောက်နာထိကိုအဲ့ဒီပလတ်စတစ်နဲ့လာဆို့ရအောင်မယ်သမီးရဲ့ဆို့ပြီးတော့ခြိထားအောင်မယ်ဘာလို့အမျိုးပလတ်စတစ်နဲ့ဆို့ရတာလဲပလတ်စတစ်နဲ့ဆို့တာကဟိုလာဆက်ထားတဲ့ရိုးရိုးခရမ်းပင်အဖျားကလောလောဆယ်မှာအကိုင်းကမဆက်သေးတော့ရေတွေအာဟာရတွေကအဖျားကိုမရောက်နိုင်သေးဘူးပေါ့နော်အဲ့တော့ငကိုသူ့စီမှာရှိနေတဲ့ရေတွေအာဟာရတွေကိုကြာကြီးထိန်းနိုင်တယ်ပေါ့နော်အဲ့ဒါတခုနောက်ပြီးတော့တစ်ခါသူကပလတ်စတစ်နဲ့ဒီကြစီလုံနေတဲ့ခါကျတော့သူ့အပူပေးတဲ့သဘောမျိုးလည်းဖြစ်တော့အနာမြန်မြန်ကျက်ပြီးတော့မြန်မြန်ကတ်အောင်လုပ်တဲ့သဘောမျိုးလည်းဖြစ်တယ်အဲ့တော့ပလတ်စတစ်အိတ်အုပ်ပြမယ်သမီးကဒီမှာကြည့်အဲ့တော့အဖျားကနေဆွတ်ချမယ်ပြီးလို့ရှိရင်ဆက်ထားတဲ့အနာအောက်နာအထိကိုအိတ်အဝရောက်အောင်ဆွတ်ချလိုက်အနာအောက်နာအထိကိုပလတ်စတစ်အိတ်အဝရောက်ပြီဆိုရင်တော့အဲ့ဒီပလတ်စတစ်အိတ်အဝကိုစုပြီးတော့ခရမ်းကစော့ဒီပင်စီနဲ့ကြက်ကြက်လေးခြိထားလိုက်လင်ဝင်လင်တွဲမရှိအောင်ပေါ့နော်အဲ့ဒါဆိုတော့ပြီးပြီအကိုင်းဆက်တာအဲ့တော့အကိုင်းဆက်ပြီးဆိုရင်တော့ဟိုနေတအားပူမယ်ဆိုရင်တော့အရိပ်ရအောင်ပါတင်ပြားနဲ့ပဲဖြစ်ဖြစ်တစ်ကိုင်းနဲ့တစ်ရွက်နဲ့ပဲဖြစ်ဖြစ်ပေါ့နော်အရိပ်လေးဖြစ်အောင်တော့နည်းနည်းတော့လှုပ်ထားပေးဖို့လိုတယ်အဲ့ဒါဆိုတော့ပြီးပြီအကိုင်းလာလောက်ပွားပြီအမိုးလာအောက်တာပွားပြီဘယ်နှစ်ရက်လောက်ကြာအကိုင်းဆက်မှာသမီး10ရက်လောက်ဆိုလို့ရှိရင်တော့အကိုင်းကဆက်သွားပြီအခုဆက်တဲ့နေ့ကနေစပြီးတော့10ရက်ဆိုလို့ရှိရင်တော့စွတ်ထားတဲ့ပလတ်စတစ်ဖြီလို့ရပြီစွတ်ထားတဲ့ပလတ်စတစ်ဖြီတဲ့ခါကြလို့ရှိရင်တော့သတိထားမှာကပထမစဖြီချင်းဆိုရင်နည်းနည်းလေးပဲအဝကိုဖြီပြီးတော့ဒီတိုင်းထားလိုက်အဲ့တော့နေ့ဝက်လောက်ထားလိုက်ရုတ်တရက်အကုန်လုံးဖွင့်လိုက်လို့ရှိရင်အတွင်းလေနဲ့အပြင်လေနဲ့သူတဟဇာတာမဖြစ်ဘဲနဲ့အပင်ကိုနာတတ်တယ်အဲ့တော့ရုတ်တရက်မဖွင့်လိုက်နဲ့အဲ့ဒါအရေးကြီးတယ်ပြီးတော့ဆက်တာနဲ့ပလတ်စတစ်နဲ့ပတ်တီလိုမျိုးစီတာဘယ်တော့ဖြီရမှာပလတ်စတစ်အိတ်ကိုချွတ်ပြီးတော့နောက်2ရက်3ရက်နေမှအဲ့ဒီပလတ်စတစ်ကိုဖြီတာပိုကောင်းတယ်အကိုင်းဟာတာမျိုးပြူတာမျိုးမဖြစ်တော့ဘူးအဲ့ဒါဆိုရင်အကိုင်းဆက်တာပြီးပြီအဲ့ဒီမှာတခုတတိထားဖို့လိုတာကတော့ခရမ်းကစော့တီအပင်ကအတက်ကလေးတွေထွက်လာလို့ရှိရင်အတက်ထွက်ချင်းပဲခြွေပေးလိုက်ဘာဖြစ်လဲဆိုတော့ခရမ်းကစော့ပင်ရဲ့အတက်ကပိုသန်သွားမှရိုးရိုးခရမ်းနဲ့ဆိုင်အဲ့တော့ရိုးရိုးခရမ်းမှာကြတော့အာဟာရဆွဲတာနည်းသွားမှာပေါ့နော်ကျေးဇူးမအဖေရဲ့အဖေစိတ်ရှိနဲ့ရှင်းပြတာနောက်သမီးလောက်တတ်မလားလောက်တတ်မရှင်းနောက်တစ်ခေါက်ကြာရင်တော့နောက်တစ်ပင်ကြာရင်တော့သမီးကိုယ်တိုင်လောက်ရမယ်နော်ဟုတ်ကဲ့တော်တာစင်လည်းလုံနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်တစ်ခေါက်ပြန်ဆုံတော့မြေဩဇာကောင်းမွန်တဲ့တီကောင်ချီမြေဩဇာလုံနေအကြောင်းကိုပြောပြမှာဖြစ်ပါတယ်ပြောပပပေါ့တော်တာရှင်တွေပါစမ်းသပ်စိုက်ပျိုးနိုင်အောင်ကိုဝင်းမြင့်ကနေစီစဉ်တင်ဆက်သွားတာဖြစ်ပါတယ်ရှင်